ဒီဗီဒီယိုမှာတော့လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကထွက်ခဲ့တဲ့ MacBook Air Early 2015 model 13လက်မကိုဒီဘက်ခေတ်မှာသုံးနေဆိုလို့ရှိရင်ဘလောက်အတိုင်းအတာအထိသုံးလို့ရနိုင်အောင်မလဲဆိုတာကိုစမ်းကြည့်ကြမယ်ဒီ model နောက်ဆုံး support ပေးတဲ့ macOS version ကတော့ Monterey ဖြစ်ပါတယ် CPU ဆိုလို့ရှိရင်လည်း 5th generation Dual Core မှာ i7 model 2.2 GHz ရှိတယ် RAM ကတော့ DDR3 8GB ပါတယ် graphic ကတော့ထုံးစံတိုင်း Intel HD graphic 6000ပါ storage ကတော့ internal SSD ကိုမှာ 500GB တောင်ပါတယ်ကျွန်တော်ကတော့နှစ်ပိုင်းခွဲထားတယ်ပေါ့နော် 380GB ကို Mac အတွက်သုံးတယ် 120GB ကို Bootcamp ခွဲပြီးတော့ Windows တင်ထားပါတယ်သူ့မှာပါတဲ့ port တွေကိုတစ်ချက် show လိုက်တယ်ဆိုလို့ရှိရင်တော့ MagSafe 2 ပါတယ် USB Type E ကိုမှ 3.0 ပါ 3.5mm headphone jack ပါတယ်နောက်တစ်ဖက်မှာဆိုလို့ရှိရင်လည်း Thunderbolt 2 ပါတယ် USB Type A နောက်တစ်ပေါက်ပါတယ် SD card reader ပါပါတယ်သူနဲ့သူတစ်နှစ်ထဲထွက်ခဲ့တဲ့ဒီ2015 model 17လက်မဆိုလို့ရှိရင်တော့ပါတဲ့ port တွေကတော့အကုန်တော်တော်များများတူတူပဲဒါပေမဲ့လည်း17လက်မမှာတော့ SD card ထည့်လို့ရတဲ့ port လေးတော့မပါပါဘူးဒီဘက်ကမှာ 5th generation processor က performance ဘယ်လောက်ထိရှိလဲဆိုတာကိုကျွန်တော်စမ်းသုံးကြည့်ရတဲ့လောက်ကတော့ရုံးသုံးကြောင်းသုံးလောက်ကတော့ AACC သုံးလို့ရတယ်ဒီ model ရဲ့ keyboard ဆိုလို့ရှိရင်ကျွန်တော်တော်တော်လေးကိုကြိုက်တဲ့ထဲမှာပါတယ် Microsoft Office တို့ PowerPoint တို့ Excel တို့သုံးတာလောက်ကတော့သုံးခုလုံးဖွင့်ပြီးတော့မှပြိုင်လူသုံးလို့ရတယ်ဘာမှပြဿနာမရှိဘူး multitasking ကလည်းတော်တော်လေးကို smooth ဖြစ်တယ် YouTube ကြည့်မယ်ဆိုလို့ရှိရင်လည်း 1080p နဲ့ကိုကောင်းကောင်းကြည့်လို့ရတယ်tab တစ်ခုတည်းတော့မဟုတ်ဘူးကျွန်တော် tab 4-5 ခုလောက်ဖွင့်ပြီးတော့မှကြည့်ကြည့်ရတော်တော်လေးကို smooth ဖြစ်တဲ့အနေအထားမှာရှိတယ်ဒီလောက်ဟောင်းနေတဲ့ MacBook Air အခုလိုမျိုး smooth ဖြစ်အောင် run နိုင်တာကတော့တော်တော်လေးမိုက်တယ်လို့ပြောရမှာတချင်းတွေပါတယ်နားထောင်နေဆိုလို့ရှိရင် speaker ကတော့အရင်ကောင်းတဲ့ထဲမှာတော့မပါဘူးဒီဘက်ခင်းနဲ့ရှင်ကြည့်ခဲ့ဆိုလို့ရှိရင်တော့ရေနဲ့စီနဲ့ကွာသလိုကွာပါတယ် display ဆိုလို့ရှိရင်လည်းဒီဘက်ခက်က display ကြည့်ပြီးတော့မှအရင်ခက်က display တွေကိုပြန်သွားကြည့်ခဲ့ဆိုလို့ရှိရင်မျက်လုံးထဲမှာတိတ်ပြီးတော့မှအဆင်မပြေသလိုလိုခံစားရတယ်ပေါ့နော်အထဲမှာ processor က Intel ကိုထည့်ထားတော့ YouTube tab 4-5 ခုဖွင့်ပြီးတော့မှကြည့်ကြည့်ရ temperature က80 degree ကနေပြီးတော့86 degree လောက်ထိကိုတက်ပါတယ်ဒါနဲ့ကျွန်တော် temperature 100များရောက်မလားဆိုပြီးတော့ YouTube tab ပေါင်း6ခုလောက်ဖွင့်ထည့်လိုက်တာ temperature က90ကနေပြီးတော့94လောက်ထိကိုတက်လာတယ် fan ကတော့လုံးဝ full speed ပေါ့နော် jet engine လဲတဲ့အတိုင်းလဲပါတယ် CPU temperature ကို100မရောက်ရအောင်လုပ်တာ100တော့လုံးဝမရောက်ဘူး94လောက်မှာပဲရှိရပေါ့နော်အရင်ပူလာတယ်ဆိုလို့ရှိရင်တော့ CPU က performance short ပြီးတော့ site ကနည်းနည်းလေးထစ်တယ်ပေါ့နော် YouTube tab တွေအကုန်လုံးကိုပြန်ပိတ်လိုက်တယ်ဆိုလို့ရှိရင်တော့ temperature ကပုံမှန်အနေထား52 degree လောက်မှာရှိပါတယ်ဒီ model ဒီမှာကတော့ fan တွေကအများအားလဲနေရပဲဖြည်းဖြည်းလေးလဲတာနဲ့ jet engine လိုမျိုးလဲတာနဲ့ပဲကွာတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့1200 rpm လောက်မှညင်ပါတယ် Intel Mac တွေရဲ့အားတာချက်ကတော့ကျွန်တော်တို့ Windows ကို native install လုပ်ပြီးတော့မှသုံးလို့ရတာပဲ driver တွေဘာမှပူစရာမလိုဘူး M series တွေဆိုလို့ရှိရင်တော့ parallel နဲ့နှစ်ပါးသွားရတယ်ပေါ့နော် Windows ဘက်မှာကျွန်တော် Photoshop CS6 ကို install လုပ်ပြီးတော့သုံးကြည့်ရကျွန်တော်ဖွင့်လိုက်တဲ့ file က terms တွေဆွဲတဲ့ file လေးပေါ့နော်ဒီ Photoshop file ရဲ့ size ကတော့ 1.5GB လောက်ရှိပါတယ် processor က 5th generation model ဆိုတော့ဒီ file ကြီးကို loading ဆွဲပြီးတော့မှဖွင့်နေတာတော်တော်လေးကိုကြာပါတယ်layer တွေအများကြီးဖွင့်ပြီးတော့မှ edit လုပ်တယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့မှအဆင်မပြေဘူးရိုးရိုးပုံမှန်တစ်ပုံနှစ်ပုံလောက်ပြင်တာကတော့ okay ရယ်ဒီ file ကြီးကိုကျွန်တော်ဖွင့်ပြီးတော့ဟိုရွှေ့ဒီရွှေ့လုပ်ကြည့်ရ 5th generation processor ကို level တွက်ညစ်တယ်လို့များဖြစ်သွားလားမသိဘူး Windows ဘက်မှာ game တွေအပြင်းပြထိုင်ဆော့ကျင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ငယ်ငယ်တုန်းကဆော့ခဲ့တဲ့ game တွေကို install လုပ်ပြီးတော့မှ ACC ဆော့လို့ရတယ် General 0 hour တို့ Red Alert တို့ Devil May Cry တို့ဘာလို့ဆော့ရဲဆိုလို့ရှိရင်တော့ ACC ဆော့လို့ရတယ်General 0 hour ဆိုလို့ရှိရင်ကျွန်တော်ဒီ day ကို hide ထားပြီးတော့မှဆော့ကြည့်ရ ACC လေး run တယ်ပေါ့နော်ဒါပေမဲ့လည်း processor ကတဖြည်းဖြည်းနဲ့ပူလာပြီးတော့ပန်က jet engine လို့ run ပါတယ် unit တွေအများကြီးထုတ်ပြီးတော့မှဆော့ရဲဆိုလို့ရှိရင်တော့ထစ်တာပါညာဖြစ်တယ်ပေါ့နော် unit နည်းနည်းလေးထုတ်ပြီးတော့မှကစားရဲဆိုလို့ရှိရင်တော့အပြင်းပြေးကစားလို့ရပါတယ် Okay ဆိုတော့ MacBook Air 2015 model ကဒီဘက်ခေတ်မှာသုံးမယ်ဆိုလို့ရှိရင်တော့ရုံသုံးကြောင်းသုံးလောက်သုံးတာ web browsing လုပ်တာအပြင်းပြေး Windows တင်ပြီးတော့ game ကစားတာဘာညာလောက်ကတော့သုံးလို့ရနေသေးတယ်ဒီ model တွေကိုကျွန်တော်ကြိုက်တဲ့အချက်ကတော့ battery လဲရတာတော်တော်လေးကိုလွယ်ပါတယ်နောက်ပြီးသွားခဲ့လို့ရှိရင်သူကပေါ့ပပလေးပေါ့နော်တည်သွားရတာတော်တော်လေးကိုမိုက်တယ်ပန်းသီး logo လေးမီလင်းတာလည်းလူတော်တော်များများကြိုက်တဲ့ထဲမှာပါတယ်ဒီဘက်ခေတ်က MacBook တွေဆိုလို့ရှိရင်တော့ပန်းသီးကမီမလင်းတော့ဘူး Apple အနေနဲ့ဒီဘက်ခေတ်က MacBook တွေကိုပန်းသီးလေးကိုမီးပြန်လင်းပေးတင်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်နောက်ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်